International movie တွေထဲကမှမြန်မာပရိသတ်တွေရွေးချယ်ထားတဲ့အကောင်းဆုံး best တို့နှစ်ယောက်တွေသုံးတွေ Number 1 Jack နဲ့ Rose 1990နှစ်မှာထုတ်လွှင့်ခဲ့တဲ့ Titanic ရဲ့မင်းသား Jack နဲ့မင်းသမီး Rose ဂျန်နာအမျိုးအစားကတော့ romance အချစ်ဇာတ်လမ်းနဲ့ drama ဘက်ကိုတွားမယ်ဇာတ်လမ်းအတွားလာ narration ကိုကြည့်မယ်ဆိုရင်တော့တင်မိုးကြီးဘော်ကရေပြင်အလှတွေထဲမှာမတူညီတဲ့အလွန်တစ်ခုကလူဒန်းသားနှစ်ယောက်ကိုတွေ့ဆုံစေခဲ့မိတဲ့အချစ်ဇာတ်လမ်းကိုဖော်ကျူးထားတယ်အချိန်တိုလေးတွင်းမှာပဲစုံတွေ့ခဲ့တဲ့အချစ်ဆိုပေမဲ့လည်းမတူညီတဲ့ရေခံမြေခံကြောင့်တူတူဦးရဲ့အချစ်ဇာတ်လမ်းကတော့ဘယ်လိုစစ်ပစ်ကြမလဲကျွန်တော်တို့ audience တွေအတွက်လည်းအမတ်တရအကြီးဆုံး do character Titanic ရဲ့ Jack နဲ့ Rose ဘာလို့ဒီ character တွေက audience တွေတဲ့ legendary လို့ဖြစ်နေခဲ့တာလဲဒါကတော့ Rich Girl နဲ့ Pua Boy တို့ရဲ့ရေခံမြေခံအချစ် dialogue နဲပေမဲ့လည်း emotion ပြင်းစေခဲ့တယ်အင်းဇက်တိုင်ပိုင်းကတော့ယနေ့ထိမင်းမြစေခဲ့တဲ့ Titanic ရဲ့ Jack နဲ့ Rose Number 2 Iron Man နဲ့ Captain America Marvel Cinematic Universe ကထုတ်လွှင့်ခဲ့ပြီးတော့ genre အမျိုးအစားက action နဲ့ superhero type ကိုဦးစားပေးတယ် narration ဇာတ်ကြောင်းကတော့ရှင်းတယ်တွင်းညီစီမဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပေမဲ့လည်းအမြင်မတူလို့ရန်ဖြစ်ခဲ့ကြတယ် but ဒါပေမဲ့ border တွေလိုတယောက်ပေါ်တယောက်တော့လေးစားမှုမပြတ်ခဲ့ဘူးသူတို့လူရဲ့ do power ကတော့ brain stretch အုံနောက်နဲ့ခေါ်အား technology နည်းပညာ moral belief carry ချက်နဲ့ကိုချစ်တရား Civil War 5 game legendary January 2ndပြည်တွင်းစစ်တိုက်ပွဲများနဲ့မြင်ကွင်းတွေကိုများစွာကြုံမှုတဲ့ Civil War မှာသူတို့လူဦးရဲ့ 5 game ကအရန်ကိုအထာကျခဲ့တာကြောင့် audience တွေအမြင်မှာအကောင်းဆုံးတွဲဆက်ဆိုရင်လည်းလက်ခံရပါလိမ့်မယ် Number 3 Batman နဲ့ Joker The Dark Knight ရဲ့2008မှာထုတ်လွှင့်ခဲ့ပြီးတော့ genre အမျိုးအစားက crime ရာဇဝတ်မှုနဲ့ psychologically စိတ်ပိုင်းဆိုင်ရာဘက်ကိုရိုက်ပြခဲ့တဲ့ Batman movie တွေထဲကမှအလားပါဆုံးနဲ့ iconic အကျဆုံး hero villain အတွဲဆက်ကိုဖြစ်စေခဲ့တဲ့ The Dark Knight ရဲ့ Batman နဲ့ Joker narration ဇာတ်ကြောင်းကတော့သူမရှိရင် hero မဖြစ်နိုင်လောက်တဲ့ Batman နဲ့အတူ Chaos Order ကမောက်ကမဖြစ်မှုအစည်းအဝေးနဲ့အမြဲထိတ်တိုက်တွေ့ခဲ့ကြတဲ့ do character ဒါနဲ့မေးစရာရှိပါသေးတယ်ဘာလို့သူတို့နှစ်ဦးက iconic ဖြစ်နေကြတာလဲ Since ညင်ဝန်းခိုးယူမှုတွေနဲပါတယ် dialogue တစ်ကြောင်းချင်းစီရဲ့ meaning တွေကလည်းအတိတ်ပဲကြီးမားလို့တယ်နောက်ဆုံးတစ်ချက်ကတော့ Batman ကို Batman ဖြစ်လာစေခဲ့တဲ့ villain ကြောင့်ပါပဲဘယ်လိုပဲဖြစ်ဖြစ် audience တွေကတော့ Zack Snyder ရဲ့ Justice League ကိုအစစ်ဖြစ်ထွက်ရှိဖို့ကြီးညာထားခဲ့တဲ့ရန်သူဆိုပေမဲ့အတူတူတွဲ fight မဲ့ story ကိုအခုထက်ထိကိုတောင်းတနေစေပါမိတ်ဆွေတို့ကရောဘယ်လိုမြင်ကြလဲတူတူလည်းအတူတွဲ fight မဲ့ဆိုရင်ကိုကြိုက်ကြမှာလားဆွေးနွေးပေးတွားကြပါဦးဒါနဲ့ကျွန်တော်ကတော့ Bizarro ပါ